ပြီးခဲ့တဲ့2026ခုနှစ်ဇူလိုင်လအတွင်းမှာ PDF တွေရဲ့တိုက်ခိုက်မှုကြောင့်ရန်သူတပ်စခန်း10ခုသိမ်းပိုက်ရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ကဩဂတ်စ်လ20ရက်နေ့မှာထုတ်ပြန်လာပါတယ်။ဇူလိုင်လအတွင်းမှာ PDF တွေဟာစစ်တပ်ရဲ့စခန်းတွေကို16ကြိမ်ထိတိုက်ခိုက်ခဲ့ကြောင်းနဲ့10ကြိမ်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါအပြင် PDF တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ဇူလိုင်လအတွင်းစစ်တပ်ဘက်က315ဦးသေဆုံးခဲ့ပြီး483ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူရန်သူအရာရှိကြီးများသေဆုံးဒဏ်ရာရဖမ်းဆီးခံရသူဦးရေကတော့29ဦးထိရှိခဲ့တယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇူလိုင်လအတွင်းစစ်တပ်နဲ့ NUG လက်အောက်ခံအဖွဲ့အစည်းတို့မကွေးတိုင်း၊မန္တလေးတိုင်း၊စကိုင်းတိုင်းတို့မှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစစ်တပ်ဘက်ကတော့တစုံတရာတုံ့ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။